မိခင်ရင်ကိုလူပုံလွယ်မှာစော်ကားမိခဲ့လို့ကျိန်စာတင်ပြီးချက်ချင်းလူရောတင်းမောပါဒီကိုယ်လုံး6တုံးကြီးအဖြစ်ပြောင်းလဲသွားခဲ့ရတဲ့တကယ်ဖြစ်မှန်အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။မိဘဆိုတာကိုးခွေရဖရားတစ်ပါးလို့ကျမတို့မြန်မာလူမျိုးတွေအမြဲပြောလို့ရှိကြတယ်မဟုတ်လားရှင်။မိဘပေါ်ပြစ်မှတ်စော်ကားမိရင်ဒီဘဝတွေမကပဲနောက်ဘဝတွေအထိငရဲကြည့်တတ်တယ်ဆိုတာအားလုံးသိပဲဖြစ်မှာပါဒါပေမဲ့မိခင်ရင်ကိုလူပုံလဲမှာစော်ကားမိကရင်းမိခင်ပြီလို့ကျိန်စာသိမ့်ပြီးချက်ချင်းလက်ငင်းလူရောတင်မောပါတကူလုံး6တုံးကြီးဖြစ်ပြောင်းလဲသွားခဲ့ရတဲ့တကယ်ဖြစ်ရမှန်တကူကအိန္ဒိယနိုင်ငံအင်ဒိုနီးရှားနိုင်ငံမှာဖြစ်သွားခဲ့တဲ့ဆိုတာသိကြပါသလားရှင်ဒါဟာပုံမြင်မဟုတ်ပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်း40ကျော်ကအင်ဒိုနီးရှားနိုင်ငံရဲ့ဆူမာတရာကျွန်းပဒန်းစိတ်ကမ်းကြီးမှာတကယ်ဖြစ်ပွားခဲ့တာဖြစ်ပြီးယနေ့ထက်ထိအဲ့ဒီကြောက်တုံးကြီးနဲ့တင်မောပြက်ကြီးဟာတသေးဖြစ်ရှိနေသေးပါဒီနေ့တော့တန်ဝေကညံရရှိနိုင်မှုအတွက်ဒီအကြောင်းအရာကိုမြမကအသေးစိတ်တင်ဆက်ပေးသွားမှာမလို့ဆုံးထိနားဆင်ပေးသွားကြပါဦးနော်ဘုံနှန်းဟာငစဉ်ကလေးကဖခင်ဖြစ်သူဆုံးပါသွားခဲ့ပြီလို့မိခင်ကြီးနဲ့တားမီးမြောက်တဲ့ရုန်းကန်ခဲ့ကြရတာပါလူမမဲရွယ်ကိုနန်လေးကိုကျိုးမွေးပြုစုဖို့အတွက်မိခင်အိုကြီးကများမနဲ့မိုးမလင်းခင်ကလေးကခေါင်းရက်ပြတ်ထိုးဈေးရောက်ပြီးအရက်တကလဲလဲခေချရပါတယ်ဘလောက်ပဲပြပန်းမိခင်ကြီးဟာသူ့ရဲ့တဦးတီသောသားဖတဆူလေးကွန်တန်းကိုချစ်လွန်းလို့ဘယ်တော့မှမဆူရက်မပြောရက်မရရက်ပဲအလိုလိုက်ပြီးအသေးဆွဲချစ်ရှာခဲ့တာပါဒါပေမဲ့မိဘရဲ့အလိုလိုက်မှုတွေနဲ့ကြီးပြင်းလာတဲ့ကွန်တန်းဟာအရွယ်ရောက်လာတဲ့အခါမှာတော့သူ့ရဲ့စိတ်ဓာတ်တွေဟာရောင်ငယ်လေးထဲမှာမနေချင်တော့ပဲတနေ့တစ်ချိန်မှာငွေရှာဖို့မိခင်အိုကြီးကိုပြစ်ထားခဲ့ပြီးထွက်ခွာသွားပါတော့တယ်ကွန်တန်းဟာတရက်တကြီးကိုရောက်သွားတဲ့အခါအလုပ်တွေကိုစူးစမ်းပင်ပန်းလုပ်ကိုင်ရင်းနဲ့သူ့ရဲ့အရေးချင်းကြောင့်တေးမောပိုင်ရှင်တရေကြီးတွေရဲ့မျက်စိကြခြင်းကိုခံခဲ့ရပြီးအဲ့ဒီအဆင့်ကနေကုံသွယ်လုပ်ငန်းတွေမှာပါဝင်လာပြီးနောက်ဆုံးမှာတော့ကုံတင်တေးမောကြီးတစ်စီးလုံးကိုအုပ်ချုပ်ရတဲ့မာလိန်မှုတဦးအထိအောင်မြင်ကြီးပွားလာခဲ့ပါတယ်။အဲ့ဒါတင်မဲလားဆိုတော့မဟုတ်သေးပါဘူးရှင်။သူဟာတထေကြီးရဲ့ချုံမလာပါတဲ့တမီလေးနဲ့ပါအိမ်ထောင်ကြပြီးအထက်တန်းစားတထေကြီးတယောက်ဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့သူအောင်မြင်ကြော်ကြပြီးစီးစိမ်တွေခံစားနေရတဲ့ချိန်မှာသူ့ကိုဆင်းရဲဒုက္ခခံပြီးကျွေးမွေးခဲ့တဲ့ကျေးဇူးရှင်မိခင်ကိုကြီးကိုတော့တပြားတစ်ချက်မှမထောက်ပံ့တဲ့အပြင်စားတစောင်းတောင်မရေးပဲလုံးဝဥပိ္ပခာပြုပြီးအစာဖြောက်ထားခဲ့ပါတယ်ရှင်။ကိုနိုင်ရဲ့မိခင်ကိုကြီးကများကြောက်ချင်းမလားပြောက်ွယ်သွားတဲ့သားလေးကိုနေညမပြတ်လွမ်းစွတ်တန်းတိုင်းအရက်တကလဲလဲပြီးသားချပုံတော့ဖွင့်နေခဲ့ရှာပါတယ်။ဒီလိုနဲ့ကံကြမ္မာရဲ့တိုက်ဆိုင်မှုတစ်ခုဖြစ်လာခဲ့ပါတယ်။ဒီနေ့မှာကိုနန်းစီးနေလာတဲ့ကုံတင်တင်မောကြီးဟာပဒန်းစိတ်ကန်းကိုစိုက်ကပ်လာခဲ့ပြီးကိုတန်းဟာလည်းပစ္စည်းတွေဝယ်ယူဖို့အတွက်စိတ်ကန်းစီတန်းတွေကိုဝတ်စားကောင်းလားတွေနဲ့ထွက်လာခဲ့ပါတယ်။အဲဒီချိန်မှာပဲကန်ဆိုးမှုမှောင်ကြပြီးစုပ်ပြတ်နေတဲ့မိခင်ဦးကြီးနဲ့လမ်းမှာမျက်နှာချင်းဆိုင်စုံမိကြပါတော့တယ်။မိခင်ကြီးဟာဝတ်စားကောင်းလားတွေနဲ့တတိဖြစ်နေတဲ့သူ့သားလေးကိုကြည့်ပြီးဝမ်းသာအားရမျက်ရည်တွေဝဲလျက်ငါသားလေးခွန်တန်းအမေသားကိုရှာနေတာကြားပြီးဆိုပြီးအပြေးလွှာသွားရောက်ဖက်လဲကနှုတ်ဆက်ပါတော့တယ်။ဒါပေမဲ့ကိုရိုင်းရဲ့ပြုတ်မှုကတော့ဘာလဲသိလားရှင်။သူဟာဘေးနားမှာရှိတဲ့သူ့ရဲ့ဇနီးတဲ့နဲ့ခြံရံတွေရှိပါတယ်။စင်းရဲဆုပ်ပြတ်နေတဲ့အဖွားအိုကြီးကသူ့မိလို့ပြောတာကိုအယမ်းရှက်သွားခဲ့ပါတယ်။သူဟာမိခင်အိုကြီးကိုတွန်းထုတ်ပြေးပြီးခမားဘာလို့လဲကျုပ်ခမားကိုမသိဘူး။ခမားတောင်းစားချင်ရင်လည်းတခြားမှအေးစေးသွားတောင်းစားလာမလိမ့်နဲ့ဆိုပြီးလူပုံလဲမှာခခတီတီအော်ဟိငင်းလို့လိုက်ပါတော့တယ်။ကျွေးမွေးပြုစုခဲ့တဲ့တားရင်စီကနေဒီလိုရက်ဆက်တဲ့စကားလုံးတွေကြားလိုက်ရတဲ့မိခင်ဦးကြီးကများလူပုံလဲမှာရှက်လဲရှက်ဒေါသလဲထွက်အသေးနှလုံးတစ်ခုလုံးဓာတ်နဲ့မွန်းသလိုနာကြီးသွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့မိခင်ကြီးဟာမခံမရနိုင်ဖြစ်ပြီးကောင်းကင်ကြီးကိုမောကြီးကမိခင်ရင်ကိုတော့စော်ကားတဲ့ကောင်နေဟာလေကြောက်တုံးကြောင်ခဲဖြစ်မဲ့ကောင်နေရောနေတင်ဆောင်လာတဲ့တင်မောပါအခုချက်ချင်းကြောက်ဖြစ်ပါစေလို့ရင်ခွဲမတက်နာကြီးစွာနဲ့ကျိန်စာတိုက်လိုက်ပါတော့တယ်ရှင်ကျိန်စာတိုက်ပြီးချင်းကိုနန်းကတော့မိခင်ဦးကြီးကိုပြစ်ချခဲ့ပြီးတင်မောပေါ်ပြန်တက်ကထွက်ခွာဖို့ပြင်ဆင်ပါတယ်ဒါပေမဲ့တင်မောကြီးစိတ်ကန်းကနေထွက်ခါခန်းဒီမှာကဘာပြတ်မတက်ထူးဆန်းတဲ့ဖြစ်ရကြီးစတင်ပါတော့တယ်ကောင်းကင်ကြီးဟာချက်ချင်းဆိုသလိုမောင်မဲသွားပြီးလေပြင်းတွေအယုံမှုတိုက်ခတ်လာကမိုးတွေတဲတဲမဲမဲရွာချလာပြီးလျှက်စီးတွေဝုန်းတိုက်တိုက်နဲ့တင်းမောပေါ်ကိုကြာရောက်လာပါတော့တယ်။တင်းမောသားတွေဟာလေကိုထိမှုစူးစမ်းပေမဲ့တင်းမောကြီးကတဖြည်းဖြည်းငြိမ်သက်သွားပြီးတင်းမောပေါ်မှာပါသမျှကုန်ပစ္စည်းတွေ
ကျိုးခွေတွေစီပိုင်းတွေဟာစက္ကန့်ပိုင်းတွင်ကြောက်သားအစ်စ်တွေအဖြစ်ပြောင်းလဲသွားပါပြီမာလင်ကိုနန်းလည်းအဲ့ဒီချိန်ကြောင့်မှထိတ်လန့်ရင်တုန်သွားပြီးသူဟာရသမျှအင်အားနဲ့ဒူးထောက်ကအမေတားမပါပြီတားကိုခွတ်လွတ်ပါဆိုပြီးတောင်းမှန်ကြောဘူးပြင်လိုက်တဲ့အချိန်မှာပဲသူ့ရဲ့ခြေပြားကနေတဆင့်တကူလုံးဟာတဖြည်းဖြည်းစောက်တင်ပြီးပုံပါအတိုင်းဒူးထောက်တောင်းပန်နေတဲ့ကြောက်ရွံ့စစ်စစ်ကြီးဖြစ်ဘွားနီကုံချုပ်သွားခဲ့ရပါတော့တယ်ရှင်ဒီဖြစ်ရဟာဒန်နာရီမဟုတ်ကြောင်းကို2009ခုနှစ်တုန်းကမြန်မာသင်္ဘောသားတအုပ်ကိုယ်တိုင်အင်ဒိုနီးရှားဗရန်စိတ်ကမ်းကိုကုန်ကြရင်တွားရောက်လေ့လာပြီးရဲရဲကြီးအာမခံထွက်ဆိုထားခဲ့ပါတယ်။အဲ့ဒီနေရာကကြောက်တုံးတွေဟာလူကတမင်ထွင်းထုတ်ထားတာမျိုးလုံးဝမဟုတ်ပဲတဘာဝအတိုင်းဖြစ်နေတဲ့ကြောက်သားစစ်စစ်တွေပါ။သင်္ဘောပေါ်ကကျိုးခွေတွေစီပိုင်းတွေကအစကြောက်ဖြစ်နေပြီးအလျား73ပေလောက်ရှိတဲ့သင်္ဘောကြီးကတော့မြေပေါ်မှာတပေတတာလောက်ပဲပေါ်နေပါတော့တယ်လူသားတယောက်ဒူးထောက်ပြီးဝတ်စင်တောင်းဝတ်နေတဲ့ပုံသဏ္ဍာန်ကြောက်ရွံ့ကြီးကိုလည်းဒီနေ့တည်းမြက်ဝါတစ်တင်တွေ့မြင်နိုင်ပါရဲ့ရှင်ကျမတို့ရလိုက်တဲ့မက်ဆေ့ကတော့အလွန်ကိုရှင်းလင်းပါတယ်ဘယ်လိုမျိုးဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ကျွေးမွေးခဲ့တဲ့မိဘပေါ်ပြစ်မှားစော်ကားမိရဲ့ချက်ချင်းလက်ငင်းဝလဲတက်တဲ့ပြန်ကြိုးပြီးတတ်တဲ့ဆိုတာပါပဲတတိဖြစ်ပြီးဂုံပကဒနာတွေမမော်ပြီးမိခင်ဦးကြီးကိုရင်းပယ်ခဲ့တဲ့ကွန်တန်တယောက်နောက်ဆုံးမှာတော့ဘာမှယူမနိုင်သွားပဲလူတကာလာရောက်ကြည့်ရှုပြီးတန်ဝေကယူရမယ့်ကြောက်တုံးကြီးဖြစ်ပဲကျန်ရေးခဲ့ရှာပါတယ်ဒီဖြစ်မှန်ကြီးကိုကြည့်ပြီးဘာတွေတွေးမိလဲကောမန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးနော်ဒီဗီဒီယိုလေးကနေတန်ဝေကတစ်ခုခုရရှိခဲ့တယ်ဆိုရင် like and share လေးနဲ့ channel လေးကို subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့ဦးရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲမိဘကျေးဇူးဆက်နေကြပါစေရှင်